ကိုသူလေးနိုင်ငံတီထောင်လိုက်တာကတော့ဘသူကပဲအတိမတ်ပြုမပြုနော်ထိုင်းကတော့အတိမတ်ပြုနေတယ်နော်ထိုင်းသတင်းတွေမှာဝေဝေဆဆာနဲ့ဟလာကိုသူလေးကပဲခုသူနိုင်ငံကဘလောက်တီထောင်လို့ဧရိယာဘလောက်ကျယ်မှန်းကိုသူကိုယ်တိုင်မသိသေးဘူးယူးကြောင်ကြောင်ဖြစ်နေတဲ့အချိန်မှာထိုင်းကတော့ဧရိယာအကျယ်ဝန်းတွေပါဒီမြို့မှာချပြပြီးတော့ထိုင်းသတင်းမှာကျယ်ကျယ်ပြန့်ပြန့်ကိုဒါဟိုကြီးညာနေတဲ့သဘောရှိတယ်နော်ကျန်တဲ့နိုင်ငံတွေကျန်တဲ့တိုင်းသားအကုန်လုံးကတော့အတိမတ်ပြုတာမပြုတာတော့မသိဘူးထိုင်းနိုင်ငံကတော့အတိမတ်ပြုနေပြီအဲ့ဒီအတွက်ကျွန်တော်တို့ကတော့ကိုသူလေးနိုင်ငံမတီထောင်နဲ့တီထောင်မှာလို့တော့မပြောဘူးတီထောင်လို့ရှင်တော့တခုတော့ကောင်းသွားတယ်တီထောင်တာလည်းကောင်းသွားတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရှေ့တုန်းကဗမာဘရင်တွေလို့လေအဲ့တော့သူကိုသူလေးနိုင်ငံကျွန်တော်တို့လွတ်လပ်တိုက်လို့ရပြီလေတိုက်ပြီးတော့ကျွန်တော်တို့ပြန်ယူမယ်တနေ့တိုင်းကိုသူလေးနိုင်ငံကိုပေါ့နော်ပြန်တိုက်ပြီးယူမယ်ဘာဖြစ်လဲဆိုအခုလောလောဆယ်ကျွန်တော်တို့ဗမာတွေကလည်းပြန်ပြီးစီးလုံးလာပြီလေဗမာတွေစီးလုံးတော့ကျွန်တော်တို့ဗမာတွေကနေပြီးတော့ရှေ့ခက်ကလို့ပေါ့နော်ဗမာရဲ့ empire ပြန်လို့ရမှာပေါ့နော်ဗမာ empire ပြန်ပြီးတော့မှတီထောင်ရမယ်ဒီမြန်မာတနိုင်ငံလုံးတိုင်းသားတွေခွဲထွက်ယူမလားရခိုင်ယူမယ်ဆိုရခိုင်ပေးလိုက်အခုကိုသူလေးယူမယ်မဟုတ်လားထားလိုက်ကိုသူလေးနိုင်ငံဟုတ်ပြီထားပြီးကျွန်တော်တို့ဗမာတွေပြန်စီအောင်ရောမှာကျွန်တော်တို့အဲ့ဒီနိုင်ငံကိုကျွန်တော်တို့ပြန်ယူမယ်ပြန်တိုက်ယူမယ်ကျွန်တော်တို့တနိုင်ငံလုံးကိုကျွန်တော်တို့အကုန်လုံးဗမာနိုင်ငံလုပ်ပြင်မယ်နော်အရင်တည်းကလည်းဗမာနိုင်ငံပဲတိုင်းရင်းသားတွေကိုတနာလို့ဆိုပြီးတော့လှုပ်ပေးထားရနေပြီသူတို့ကဇောင်းထားတာလေဇောင်းကြွားလာတဲ့အခါကျတော့အခုကျွန်တော်တို့တီထောင်ပါစေနိုင်ငံတီထောင်ပါစေတီထောင်ပြီးကျွန်တော်တို့ဗမာတွေပြန်စီအောင်ပြီးတော့မှတပ်မတော်နဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ဗမာလူမျိုးတွေအကုန်လုံးပြန်ပြီးတော့အဲ့ကိုသူလေးနိုင်ငံကိုကျွန်တော်တို့ပြန်တိုက်ယူရမယ်ငါတို့ကတိုင်းရင်းသားဆိုတော့အာဏာနေအောင်မယ်နော်တိုင်းရင်းသားဆိုတော့အာဏာနေအောင်မယ်အခုကိုသူလေးနိုင်ငံဖြစ်သွားပြီဟုတ်ပြီကျွန်တော်တို့ဗမာတွေကပြန်ပြီးတော့ကျွန်တော်တို့ဗမာအင်ပါယာပေါ့နော်မြန်မာနိုင်ငံကြီးကိုကျွန်တော်တို့ပြန်တိုက်ယူရမယ်ခေတ်ကဘယင်စနစ်လို့ပေါ့နော်ဟုတ်ပြီအားလုံးကျေးဇူးတင်ပါတယ်ကိုသူလေးနိုင်ငံတီထောင်လိုက်တာကတော့ဘသူကပဲအတိမတ်ပြုမပြုနော်ထိုင်းကတော့အတိမတ်ပြုနေတယ်နော်ထိုင်းသတင်းတွေမှာဝေဝေဆဆာနဲ့ဟလာကိုသူလေးကပဲခုသူနိုင်ငံကဘလောက်တီထောင်လို့ဧရိယာဘလောက်ကျယ်မှန်းကိုသူကိုယ်တိုင်မသိသေးဘူးယူးကြောင်ကြောင်ဖြစ်နေတဲ့အချိန်မှာထိုင်းကတော့ဧရိယာအကျယ်ဝန်းတွေပါဒီမြို့မှာချပြပြီးတော့ထိုင်းသတင်းမှာကျယ်ကျယ်ပြန့်ပြန့်ကိုဒါကြီးညာနေတဲ့သဘောရှိတယ်နော်ကျန်တဲ့နိုင်ငံတွေကျန်တဲ့တိုင်းသားအကုန်လုံးကတော့အတိမတ်ပြုတာမပြုတာတော့မသိဘူးထိုင်းနိုင်ငံကတော့အတိမတ်ပြုနေပြီအဲ့ဒီအတွက်ကျွန်တော်တို့ကတော့ကိုသူလေးနိုင်ငံမတီထောင်နဲ့တီထောင်မှာလို့တော့မပြောဘူးတီထောင်လို့ရှင်တော့တခုတော့ကောင်းသွားတယ်တီထောင်တာလည်းကောင်းသွားတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရှေ့တုန်းကဗမာဘရင်တွေလို့လေအဲ့တော့သူကိုသူလေးနိုင်ငံကျွန်တော်တို့လွတ်လပ်တိုက်လို့ရပြီလေတိုက်ပြီးတော့ကျွန်တော်တို့ပြန်ယူမယ်တနေ့တိုင်းကိုသူလေးနိုင်ငံကိုပေါ့နော်ပြန်တိုက်ပြီးယူမယ်ဘာဖြစ်လဲဆိုအခုလောလောဆယ်ကျွန်တော်တို့ဗမာတွေကလည်းပြန်ပြီးစီးလုံးလာပြီလေဗမာတွေစီးလုံးတော့ကျွန်တော်တို့ဗမာတွေကနေပြီးတော့ရှေ့ခက်ကလို့ပေါ့နော်ဗမာရဲ့ empire ပြန်လို့ရမှာပေါ့နော်ဗမာ empire ပြန်ပြီးတော့မှတီထောင်ရမယ်ဒီမြန်မာတနိုင်ငံလုံးတိုင်းသားတွေခွဲထွက်ယူမလားရခိုင်ယူမယ်ဆိုရခိုင်ပေးလိုက်အခုကိုသူလေးယူမယ်မဟုတ်လားထားလိုက်ကိုသူလေးနိုင်ငံဟုတ်ပြီထားပြီးကျွန်တော်တို့ဗမာတွေပြန်စီအောင်ရောမှာကျွန်တော်တို့အဲ့ဒီနိုင်ငံကိုကျွန်တော်တို့ပြန်ယူမယ်ပြန်တိုက်ယူမယ်ကျွန်တော်တို့တနိုင်ငံလုံးကိုကျွန်တော်တို့အကုန်လုံးဗမာနိုင်ငံလုပ်ပြင်မယ်နော်အရင်တည်းကလည်းဗမာနိုင်ငံပဲတိုင်းရင်းသားတွေကိုတနာလို့ဆိုပြီးတော့လှုပ်ပေးထားရနေပြီသူတို့ကဇောင်းထားတာလေဇောင်းကြွားလာတဲ့အခါကျတော့အခုကျွန်တော်တို့တီထောင်ပါစေနိုင်ငံတီထောင်ပါစေတီထောင်ပြီးကျွန်တော်တို့ဗမာတွေပြန်စီအောင်ပြီးတော့မှတပ်မတော်နဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ဗမာလူမျိုးတွေအကုန်လုံးပြန်ပြီးတော့အဲ့ကိုသူလေးနိုင်ငံကိုကျွန်တော်တို့ပြန်တိုက်ယူရမယ်ငါတို့ကတိုင်းရင်းသားဆိုတော့အာဏာနေအောင်မယ်နော်တိုင်းရင်းသားဆိုတော့အာဏာနေအောင်မယ်အခုကိုသူလေးနိုင်ငံဖြစ်သွားပြီဟုတ်ပြီကျွန်တော်တို့ဗမာတွေကပြန်ပြီးတော့ကျွန်တော်တို့ဗမာအင်ပါယာပေါ့နော်မြန်မာနိုင်ငံကြီးကိုကျွန်တော်တို့ပြန်တိုက်ယူရမယ်ခေတ်ကဘယင်စနစ်လို့ပေါ့နော်ဟုတ်ပြီအားလုံးကျေးဇူးတင်ပါတယ်